အားလုံးပဲမင်္ဂလာပါ Trawing Chocolate ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် Chocolate ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ကရုပ်ရှင်ဇာတ်ကားလေးအကြောင်းနည်းနည်းပြပြသွားမှာဖြစ်ပါတယ်ဒီလိုရုပ်ရှင်တွေလဲဆိုတော့ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အတိုင်းပဲအကမပါတော့ရုပ်ရှင်တွေအကြောင်းပါဆိုတော့ဘယ်လိုမျိုးအကမပါလဲပေါ့ဒီကအပြင်တော့ကျွန်တော်ပြပြသွားမှာကဘောလူရုပ်ရှင်တွေအိန္ဒိယရုပ်ရှင်တွေအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်များများကအိန္ဒိယရုပ်ရှင်တွေဆိုရင်နည်းနည်းပေါ်ကားစံနေနည်းနည်းကာရိုင်းများနေနည်းနည်းအဖက်တင်များရပေါ့နော်အဲ့လိုမျိုးတတ်မှတ်တတ်ကြတယ်ဒါပေမဲ့အဲ့လိုမျိုးတွေကိုပြောင်းမှန်သွားတဲ့ဇာတ်ကားလေးရရှိရပေါ့အဲ့ဒီဇာတ်ကားလေးအကြောင်းကိုကျွန်တော်ဒီနေ့ပြပြသွားမှာဖြစ်ပါတယ်ဒါတော့ပထမဆုံးရုပ်ရှင်အနေနဲ့က2013ခုနှစ်ကထွက်ရှိခဲ့တဲ့ The Lunchbox ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာဆိုရင်တရုတ်ဆောင်နေနေဆိုရင်မင်းသားကြီးIrfan Khan မင်းသမီး Namarat Kaur ကတော့တရုတ်ဆောင်ထားတယ်ဒီဇာတ်ကားလေးမှာဆိုရင် The Lunchbox ကထမင်းကြိုင်မှာနေစားတာပေါ့အဲ့ထမင်းကြိုင်မှာနောက်ွယ်မှာဒီကျွန်တော်ပြပြမယ် Lunchbox ဇာတ်ကားလေးကဖြစ်လာဇလန်းစာမှာဆိုရင်အဲ့ဒါဆိုတဲ့အမျိုးသမီးကသူ့မျိုးသားစီကိုနေလေစာထမင်းကြိုင်ပို့ပေးရပါတော့အိန္ဒိယမှာဆိုရင်ထမင်းကြိုင်ပို့တဲ့ system ကအဲ့လိုမျိုးထမင်းကြိုင်ပို့တဲ့ system နဲ့ပို့ကြရပေါ့ဒါပေမဲ့ဒီနေ့မှာတော့သူပို့တဲ့ထမင်းကြိုင်ကသူ့အမျိုးသားစီမြောက်ခင်းနဲ့ကျန်တဲ့အမျိုးသားတယောက်စီရောက်သွားတယ်ဆိုတော့အဲ့ဒီအမျိုးသားကကြတော့ Fernandi ဆိုတဲ့အမျိုးသားပဲဖြစ်တယ်အဲ့ဒီလိုမျိုးထမင်းကြိုင်စာပြီးမှားတဲ့အချိန်မှာ Fernandi ရဲ့ဘဝမှာဘယ်လိုမျိုးပြောင်းလဲသွားမလဲနောက်တော့Fernandi ဘွားကချုံမြင်လာမလားဒါမှမဟုတ်ပဲညံသွားမလားဒါမှမဟုတ်ဆက်သွားမလားဆိုတဲ့ဟာတွေကိုတော့ရုပ်ရှင်ထဲမှာကိုယ်တိုင်ကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာဆိုရင်အီလာနဲ့သူ့ရဲ့အကြောင်းမှာတကလုံးနေနဲ့ဆက်သွယ်ထားတဲ့သက်ဆိုင်ရည်တွေမမြင်ရတဲ့တန်ရုံးစီကြိုးတွေစားတဲ့အရာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်အကြောင်းမှာဘယ်လိုမျိုးဆက်ဖြစ်သွားမလဲထမင်းကြိုင်ရောဆက်မနေကြအောင်လားဆိုတာတော့ The Lunchbox ကားလေးမှာကိုယ်တိုင်ကြည့်စီချင်ပါတယ်ဒီဇာတ်ကားလေးတွေကကျွန်တော်ကြိုက်တဲ့ဇာတ်ကားလေးအကြောင်းကိုပြောမယ်ဆိုရင်တခါလေးမှာကျွန်တော်ယထာမကြီးရဲ့အခါမှာလေဘုဒ္ဓမန်ကိုရောက်စီနိုင်ပါတယ်တဲ့ဒုတိယဇာတ်ကားလေးအနေနဲ့ကတော့2016ခုနှစ်မှာထွက်ရှိခဲ့တဲ့ Pink ဆိုတဲ့ဇာတ်ကားလေးပဲဒီဇာတ်ကားမှာတော့နာမည်ကြီးဖြစ်တဲ့မင်းသားကြီးအမီတာဘာချန်မင်းသမီးထပ်စီဖန်တို့အပြင်ကျန်တဲ့မျိုးသမီးတယောက်ဆောင်တွေရောမြို့သက်တယောက်ဆောင်တွေရောပြန်သက်ရှိရပါတော့ဒီဇာတ်ကားလေးကတော့ဘယ်လိုကြောင်းရလဲဆိုတော့အဓိကအဖြစ်မျိုးသမီးတွေရဲ့နှိမ့်ချဆက်ဆံခံရတာတွေနောက်တော့အစင်သားတွေခွဲခြားခံရတာတွေမျိုးသားတွေထပ်တက်စစ်နေတယ်ဆိုပြီးသတ်မှတ်ခံရတာတွေစားတဲ့အရာတွေကိုတခြားလေးထင်ပေါ်ရိုက်ပြထားရပေါ့နော်အိန္ဒိယမှာဆိုရင်ဒါကတော့ပုံမှန်ဖြစ်နေတဲ့ဟာပေါ့ဒါပေမဲ့အိန္ဒိယမဟုတ်ပါဘူးကျန်တဲ့နိုင်ငံတွေမှာတော်တော်များများမှာလည်းဒီလိုမျိုးတွေရှိနေသေးတယ်ဒီခေတ်ကြီးမှာတော့မှာပေါ့နော်ဆိုတော့ဇလန်းစာမှာဆိုရင်မင်းသမီးကမီနယ်ဆိုတဲ့ကောင်မလေးနေရာမှာတည်ဆောက်ထားတယ်သူကလူတက်ရန်ကျူးလွန်မှုနဲ့တရားစွဲခံရတယ်အဲ့ဟာကိုအပြစ်မှန်သိနေတဲ့အမင်းသားချင်းမီဒီယာဘာချန်ကဘယ်လိုမျိုးကူညီသွားမလဲဘယ်လိုမျိုးအမှန်တရားဘက်ကပေါ်ပေါက်အောင်ဘယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတဲ့ဟာကိုရင်ထဲရင်နဲ့ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီဇာတ်ကားလေးကိုကြည့်ပြီးသွားရင်တော့တခုခုတော့ရသွားမှာပေါ့နော်တခါလေးကြာရင်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုး judgment လုပ်နေရရှိရပေါ့အဲ့ဟာလေးလည်းကျွန်တော်တို့ရဲ့အမြင်လေးတွေကိုလည်းပြောင်းသွားစေနိုင်မှာဖြစ်ပါတယ်ဒီစကားလေးမှာဆိုရင်ကျွန်တော်မှတ်မိတာဆိုရင်မင်းသားကြီးအမီတာဘာချန်ပြောတဲ့ no means no ပါပဲဆိုတော့နောက်ဆုံးစကားလေးအနေနဲ့ကျွန်တော်ပြပြသွားချင်တာကတော့2023ခုနှစ်ကထွက်ရှိခဲ့တဲ့ Drive Face ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်ဆိုတော့ဒီစကားကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးစကားတစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်လူခဲ့တဲ့တစ်နှစ်လောက်ကဒီစကားလေးကိုကြည့်မိတယ်ကြည့်ပြီးနောက်မှာပဲရန်ကိုကြိုက်သွားတယ်ပေါ့ဘယ်လိုကြိုက်သွားလဲဆိုတော့ကျွန်တော်ပြပြသွားတယ်ဒီစကားမှာဆိုရင်တယောက်ဆောင်နေနေဆိုရင်မင်းသား Bagrat Messi နောက်တော့ Maha Shaker မင်းသမီးနေနေဆိုရင် Arnett Yoshi တို့ပါရှိရပါတော့ဆိုတော့ဒီစကားကဘာကြောင့်ကျွန်တော်ရဲ့အကြိုက်ဆုံးစကားတစ်ခုဖြစ်နေရလဲဆိုတော့သူရဲ့ဇလန်းကြောင်ကိုနောက်တော့မင်းသားရဲ့တယောက်ဆောင်မှုတွေရောဆက်စပ်အရာအကြောင်းလို့ကျွန်တော်ပြောလို့ရတယ်ဒီဇာတ်ကားမှာဆိုရင်ဒီဇာတ်ကားကအပြင်မှာလည်းတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်ဇာတ်လမ်းကြီးတစ်ခုပေါ့နော်ဆိုတော့ဇာတ်လမ်းစာမှာမာနုရဲ့တငယ်ချင်းက Brandit Bandi ကဒီ narrator အနေနဲ့ဇာတ်လမ်းကိုပြန်ပြပေးထားတဲ့ပုံစံလိုမျိုးပေါ့နော်ဘီလာကွန်းဆိုတဲ့တမယာတွေပေါ်နေရာတစ်ခုမှာဗားလေးတရားရှိတယ်အဲ့ဒီရောမှာမာနုရဲ့ကောင်းလေးတယောက်ကလာလုပ်နေထားလုပ်တယ်လို့ပြောရမလားစာရေးနေပေါ့နော်ဘာလို့ရေးနေရလဲဆိုတော့သူကိုချပြီးတော့ရေးနေရဆိုတော့အဲ့ဆိုတော့သူကအဲ့လိုမျိုးကနေပြီးတော့သူဆောင်းမဲသွားဖြစ်တယ်ဒါပေမဲ့က
ပြန်ဆိုးစွာနဲ့ပဲသူဖြည့်တဲ့နှစ်မှာအသစ်ပြောင်းလာတဲ့ရဲအုပ်နဲ့သူတိုးတယ်အရဲအုပ်ကနည်းနည်းဖြောက်မှတ်တယ်ပေါ့နော်အဲ့လိုမျိုးတွေဂျင်းပြကြတာအဲ့နဲ့စင်မပြေဘူးဆိုတော့အဲ့ဒါနဲ့ပဲသူအနှစ်ကိုစောင်းမကြပါသေးရောအမဲသူကြိုက်သွားတာကအဲ့ရဲအုပ်ရဲ့လှုပ်ဆောင်ချက်တွေကိုသူကြိုက်သွားတယ်အဲ့ဒါကြောင့်သူတွားပြီးတော့မေးကြည့်ရပေါ့ဆရာသူဖြစ်ချင်းကျွန်တော်ဘာလုပ်ကမလဲအဲ့မှာရဲကိုပြောလိုက်တာကဘယ်တော့မှမင်းနောက်ထပ်မခိုးချနေတဲ့ဆိုတော့သူအဲ့ဒီစကားကိုမှတ်သားပြီးတော့သူနောက်ထပ်ဆောင်းမွဲကိုမခိုးချမယ်နဲ့သူဖြေနိုင်ခဲ့တယ်ဆိုတော့ဖြေနိုင်ပြီးနောက်မှာသူဘာဖြစ်ချင်လဲဆိုတော့သူအဲ့ဒီရဲကိုမှသူရဲဖြစ်အောင်ကြိုးစားမယ်ဆိုပြီးတော့သူမြို့တက်လာပါရောဆိုတော့ဒါပေမဲ့ဇလန်သူ့ရဲ့လမ်းကြောင်းကအရင်ကြီးချုံးမွေနေတော့မဟုတ်ဘူးပေါ့ဆိုတော့မြို့တက်လာပြီးနောက်မှာသူ IPS ဆောင်းမွေကိုလုပ်တယ် IPS ဆောင်းမွေဆိုတာကျတော့ Indian Police System ပေါ့နော်အရင်ဖြေဖို့ခက်တယ်လည်းပြောလို့ရတယ်ပေါ့ဆိုတော့အဲ့ဒီဟာကိုသူဖြေဖို့ကြိုးစားရင်းနဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Brandon နဲ့တွေ့တယ်နောက်တော့ဖြေဖို့ကြိုးစားရင်းနောက်တော့ Sharada ဆိုတဲ့ကောင်မလေးနဲ့တွေ့အမနဲ့အချစ်ဇလန်လေးလည်းရှိရပါတော့ဆိုတော့နောက်တော့သူကြာရလို့လုပ်တယ်။ဒါကြီးတိုက်တွေရောကျန်တဲ့ကျုံဆက်ရုံရောအကုန်လုံးလုပ်တယ်။နောက်တော့အများကြီးရှင်နေသူတင်ယူတယ်။အဲ့လိုကနေသူတဖြည်းဖြည်းနဲ့တိုးတက်လာတယ်။ဆောင်းမွေးကဘယ်လောက်ကြီးပဲခက်တယ်ဆိုပြီးတော့တဖြည်းဖြည်းနဲ့သူဖြည့်လာနိုင်တယ်။ဆောင်းမွေးမှာကျတော့အစစ်နေအမျိုးမျိုးရှိရပေါ့နော်။အကျိုးရှိရနောက်တော့ဖြည့်နိုင်သွားပြီဆိုရင်တစင်ထပ်ဖြည့်ရသေးရ။ပြီးရင်အင်တာဗျူးရှိရ။လူ2000လောက်ဖြည့်တော့မှ20လောက်အင်တာဗျူးဖြည့်ရတာပေါ့နော်။အဲ့လိုမျိုးအရင်ခက်တဲ့ဆောင်းမွေးကိုသူကတဖြည်းဖြည်းနဲ့ပဲသူဖြည့်လာနိုင်တယ်ဆိုတော့နောက်ဆုံးချိန်ဖြည့်ရမယ့်ဆောင်းမွေးမှာကျတော့သူ interview ဖြည့်တဲ့အထိအဆင့်ထိရောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီစကားလေးမှာဆိုရင်ဘယ်လိုဖြစ်သွားမလဲသူနောက်ဆုံးမှာဖြည့်နိုင်သွားမလားဆိုတာတော့ကိုယ်တိုင်တွက်ကြည့်ဖို့တော့ကျွန်တော်တိုက်တွန်းပါတယ်ဆိုတော့ဒီစကားလေးမှာဆိုရင်ကျွန်တော်သဘောကျတဲ့အချက်နှစ်ချက်ပြောရမယ်ဆိုရင်ပထမတစ်ခုက Brandon နဲ့ Manush ရဲ့အကြားကတကယ်ချင်းဆက်ဆံရေးပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ခါလေးကြာရင်3E ရဲ့အထက်မှာပါတဲ့အတိုင်းပဲပေါ့နော်။တကယ်ချင်းတယောက်ဆောင်မွေးကြတော့စိတ်မကောင်းဖြစ်ရတယ်။ဒါပေမဲ့ပထမရပြန်တော့လည်းပို့တော့စိတ်မကောင်းဖြစ်ရတယ်တဲ့။အဲ့လိုမျိုးပဲပေါ့နော်။ Manush ကတဖိဖိနဲ့ဆောင်မွေးအောင်လာတယ်။ဒါပေမဲ့ Brandon ကအထူးပေါ့နော်သူအမြဲတမ်းစက်ကြနေအဲ့တော့ကြောင့်မလို့နေသူတို့တငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကြားထဲမှာအခုတည်းလေးရှိရတယ်ဒါပေမဲ့လည်းနောက်ပိုင်းမှာပြည်လဲမှုရရှိသွားတဲ့ဟာလေးရတယ်ရန်ကိုမိုက်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်သဘောကျတာကSharada ပဲ Sharada ကိုဘာကြောင့်ကြိုက်လဲဆိုတော့ကနည်းနည်းသို့တူကောင်းပဲလို့ပြောလို့ရတယ်ပေါ့နော်တေချာလေး Manush ကို handle လုပ်ပြီးတယ်နောက်တော့ Manush ကိုပေးလိုက်တဲ့နောက်ဆုံးပိုင်းမှာစာလေးဆိုရင်လည်းကြည်နေတယ်ကိုကျွန်တော်အလိုပြုံးမိတယ်ပေါ့နော်အရန်ကိုကြည်နူးဖို့ကောင်းတယ်ဒီစကားလေးကတော့ကျွန်တော်ကိုမျက်ရည်ကျအောင်အလုပ်နေတဲ့စကားလေးတစ်ခုလည်းဖြစ်ပါတယ်ဘယ်လိုမျက်ရည်လဲဆိုတော့ဝမ်းနဲ့လူကြမျက်ရည်ဟုတ်ပါဘူးဝမ်းတာလူကြမျက်ရည်ကျတာပါပြီးတော့မကြည့်ရသေးဘူးဆိုရင်တော့ကြည့်သိချင်ပါတယ်ကြည့်ပြီးပါဆိုရင်လည်းကျွန်တော်ကို review လေးပေးလို့ရပါတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာနောက်ချာပြန်တွေ့ကြပါကျေးဇူးတင်ပါတယ်